ယောက်ျားလေးတွေကဘလို့အမျိုးသမီးပုံစံမျိုးတွေကိုပို့ပြီးစိတ်ဝင်စားတတ်ကြတာလဲအမျိုးသားအများဆုံးစိတ်ဝင်စားတတ်တဲ့အမျိုးသမီးပုံစံ10မျိုးကိုပြောပြပေးမယ်နော်အမျိုးသမီးတွေဟာသူတို့ရဲ့ဝါသနာဗီဇဓလေ့နဲ့ရိုးရာထုံတန်းအစဉ်အလာအလိုက်ကိုယ်ပိုင်ပုံစံတွေရှိတတ်ပါတယ်အဲ့ဒီထဲမှာအမျိုးသားတွေဟာဘလို့အမျိုးသမီးပုံစံမျိုးတွေကိုစိတ်ဝင်စားမှုအများဆုံးလဲဆိုတာတင်ပြလိုက်ပါတယ်နံပါတ်1ခလီးဆန်တဲ့အမျိုးသမီးဒီအမျိုးသမီးတွေကအရာရာကိုခလေးတစ်ယောက်လိုပြုမှုတတ်ပါတယ်။ခလေးတွေလိုစော့ကစားတယ်၊ကြည်ကြတယ်၊စိုးနွယ်တတ်ပါတယ်။ထူးဆန်းတာကခလေးဆန်နေဆိုတာအသက်အရွယ်နဲ့မဆိုင်ပါဘူး။အသက်50ကျော်အရွယ်တွေလည်းခလေးဆန်တတ်ပါတယ်။ဒီလိုပုံစံမျိုးကိုယောက်ျားတွေစိတ်ဝင်စားတတ်ကြပါတယ်။နံပါတ်2ပဟီလီဆန်တဲ့အမျိုးသမီးဒီလိုအမျိုးသမီးတွေကအများအားဖြင့်စကားနည်းတတ်ပြီးပြောစရာရှိရင်လည်းမပွင့်တပွင့်နဲ့ဝါကြတဝက်လောက်သာပြောတတ်ကြပါတယ်။သူတို့အကြောင်းကိုဆက်စုတာမကြိုက်သလိုသူများအကြောင်းကိုလည်းဆက်စုလို့စိတ်မရှိကြပါဘူး။ဒါပေမဲ့သူတို့ကိုလည်းယောက်ျားတွေနှစ်သက်တတ်ကြပါတယ်။နံပါတ်3လူကြီးဆန်တဲ့အမျိုးသမီးအသက်အရွယ်ငယ်ရွယ်ပြီးမဲ့လူကြီးတစ်ယောက်လိုပြုမှုတတ်ပါတယ်။နီးစပ်တဲ့သူတွေကိုလည်းတောစာပြီးတတ်ပြီးအကြောင်းအမျိုးမျိုးကြောင့်စိတ်ဆိုးစိတ်ကောက်တာရှက်ရွံ့တာမျိုးတိတ်မရှိတတ်ပါဘူး။ဒီလိုအမျိုးသမီးတွေကိုအမျိုးသားတွေချင်းကပ်ဖို့ခက်ခဲတတ်ပါတယ်။နံပါတ်4စွန့်စားမှုကိုကြိုက်တဲ့အမျိုးသမီးသူတို့ရဲ့စိတ်သဘောထားမှာအမြဲတမ်းစွန့်စားရတာမျိုးကိုသဘောကျတတ်ပါတယ်။တာမန်မိန်းမတွေနဲ့မတူတဲ့ပုံစံမှုယောက်ျားတွေချင်းကပ်ဖို့ခက်ရောင်ထင်ရပေမဲ့သူတို့စိတ်ထဲမှာစွန့်ဦးတီထွင်မှုရဲရင်မှုနဲ့အောင်မြင်မှုတွေရှိတဲ့အမျိုးသားတွေကိုအထင်ကြီးတတ်ကြပါတယ်။ဒီလိုမိန်းမမျိုးရဲ့စိတ်ဝင်စားမှုကိုခံချင်ရင်တော့ကိုယ်တိုင်လည်းရဲရဲဝံ့ဝံ့နဲ့အားကောင်းနေဖို့လိုအပ်ပါတယ်။နံပါတ်5အရာရာကိုအလေးအနက်မထားတတ်တဲ့အမျိုးသမီးအရိုင်းဆန်နေဆိုတာခင်မမီတာတောဆန်တာကိုဆိုလိုတာမဟုတ်ပါဘူး။အရာရာကိုခပ်ပေါ်ပေါ်သဘောထားတတ်တာမျိုးကိုဆိုလိုတာပါသူတို့စိတ်ထဲမှာဘာကူမှအလီအနက်မထားပဲယောက်ျားအချစ်ငွေကြီးနဲ့ဂုံတိတ်ခါတွေကိုဘဝအတွက်အရေးမကြီးဘူးလို့သတ်မှတ်ထားတတ်ကြပါတယ်ဒီလိုအမျိုးသမီးကလည်းရှားတောင့်ရှားခဲ့ပါပဲနံပါတ်6ယုံကြည်မှုရှိတဲ့အမျိုးသမီးဒီလိုအမျိုးသမီးကကိုယ့်ကိုယ်ကိုအယမ်းယုံကြည်တတ်ကြပါတယ်အရာရာကိုလုံနိုင်နေတည်တယ်တတ်တယ်လို့ယုံကြည်နေတတ်ပြီးဘသူ့ကိုမှအားကိုးလို့စိတ်မရှိတတ်ပါဘူးတန်ရုံးစိန်နဲ့အနှောင်တွေတွေကိုလည်းမထားပဲကိုဘဝတာယာရေးကိုဦးစားပေးတတ်သူတွေပါနံပါတ်9အရန်ကြိုဆိုးလို့တဲ့အမျိုးသမီးတာမန်မိန်းမတွေထက်ပိုပြီးရှိမှန်းချက်ကြီးတတ်ပါတယ်ယောက်ျားလေးတွေကိုလှေကားတတ်တဲ့ပုံမျိုးနဲ့အတုံးပြုပြီးကိုရောက်ရှိခြင်းနဲ့ထင်ပေါ်ကြော်ကြားတဲ့ဘဝကိုရောက်အောင်ကြိုးစားတတ်ကြပါတယ်အချစ်ရေးမှလည်းကိုအတွက်အဆင်ပြေနေထင်တဲ့သူတွေတွဲတတ်ကြပါတယ်နံပါတ်10လှုပ်လှပ်ပြီးတွက်လက်တဲ့အမျိုးသမီးတချို့ကသူတို့ကိုခင်မီလွန်တဲ့လို့ထင်ကြပါတယ်အမှန်တော့ဘေးအရာနဲ့မှလိုက်လုံကြီးထွေနေနိုင်စွမ်းရှိတာပါယောက်ျားလေးတွေနဲ့လည်းခင်ခင်မီမီရိုးရိုးထွေးထွေးနေတတ်ပြီးအချစ်ရင်းနဲ့ပတ်သက်ရင်အလီအနက်ထားတတ်ကြပါတယ်ဘဝရှိရေးအတွက်ဘလို့ပုံစံပဲဖြစ်ဖြစ်စိတ်ချမ်းသာရင်ပြီးရိုးဆိုတဲ့သဘောမျိုးတွဲတတ်ကြပါတယ်